အခုတလောနာမည်ကြီးနေတဲ့စကျူးကိုရီးယားဗေဒီမင်းကြီးဆိုတာလေးကိုဂျမနိုင်းနဲ့မေးကြည့်ပါမယ်ဟုတ်လားမဟုတ်လားပေါ့နော်မေးရမယ့်ပုံစံလေးကို comment မှာချထားပေးပါမယ်အဲ့ဒါကို copy လုပ်ပြီးတော့ကိုမေးချင်တဲ့နေရာမှာpaste ချပြီးကိုယ့်ရဲ့မွေးနေ့ date ကိုထည့်မယ်ပြီးရင်မြန်မာလိုဘာသာပြန်ပြီးပါလို့ရေးထည့်မယ်အဲ့လိုမှမဟုတ်ရင်မြန်မာလိုမဟုတ်ဘဲနဲ့သူကအင်္ဂလိပ်လိုမျိုးကြီးပဲပို့မှာဖြစ်ပါတယ်ဒီနေရာမှာ UK ကိုဟောပေးထားတာကတော့အကုန်လုံးနီးပါးမှန်တယ်ပေါ့နော်မှန်တယ်ပြီးတော့ကိုလုံးနေရဲ့ career နဲ့သူပြောတဲ့ career နဲ့နီးစပ်အရန်နီးစပ်တယ်ဆိုတာလည်းတစ်ထပ်သေးကြတယ်လို့တော့ပြောလို့ရတယ်။ဘာပဲဖြစ်ဖြစ်အခုတလော UK ကလည်းကိုယ့်ရဲ့ကံကြမ္မာကိုအရန်သိချင်နေတာပေါ့နော်အဲ့အချိန်မှာဒီပေရင်တွက်နီးကိုတွေးလိုက်ရတော့ဟုတ်ဆိုပြီးတော့လိုက်တွက်ကြည့်လိုက်တာတကယ်ကိုနဲ့ကြိုက်တဲ့အချက်တွေလည်းအများကြီးပါတယ်မှန်လဲမှန်တော့မလို့အကုန်လုံးကိုလိုက်တွက်ကြည့်ကြဖို့တိုက်တွန်းပါတယ်